နိုင်ငံတကာမှာနာမည်ကြီးပြီးမိတရားဝင်တင်ပို့လို့မရှာတဲ့ရန်ကုန်လမ်းဘေးအစားအသောက်များရန်ကုန်လမ်းဘေးအစားအသောက်တွေဆိုတာကတော့မြန်မာနိုင်ငံရဲ့မရှိမဖြစ်အစားအစာတွေလို့တောင်ပြောနိုင်ပါတယ်။မုတ်လင်မယား၊ဤကြကွေ၊မုံရင်ကားစားတဲ့အစားအစာတွေကလူဒန်းစားမရွေးစားတောက်ကြတဲ့အစားအစာတွေပါပဲ။မြန်မာနိုင်ငံကိုလာတဲ့နိုင်ငံခြားခီးတဲ့တော်တော်များများကလည်းတခြားစားစာတွေမစားရင်တော့မှမြန်မာရွှေရအစားအစာတစ်မျိုးဖြစ်တဲ့မုံရင်ကားကိုတော့မြည်ဆန်းသွားကြပါတယ်။ဒါပေမဲ့ဒီလိုစားစာတွေကိုတော့ပြည်ပကိုတရားဝင်တင်ပို့လို့မရပါဘူး။ဒီလိုတင်ပို့လို့မရတဲ့အထူးအကြောင်းရင်းကတော့အစားအသောက်ရည်သွေးစစ်ဆေးမှုတန်ရှင်းမှုတရားဝင်ထုတ်ကုန်မဖြစ်သေးတာစတဲ့အကြောင်းရင်းတွေကြောင့်ပဲဖြစ်ပါတယ်။အခုလိုလမ်းဘေးကနေဓာတ်ရိုက်ထုတ်ပို့ပြီးပြည်ပကိုတရားဝင်တင်ပို့ခွင့်မရတာကြောင့်ပြည်ပကိုရောက်နေတဲ့မြန်မာပြည်သားအများစုကတော့ကိုယ်ပိုင်လက်ဖက်ရည်ဆိုင်တွေမုံရင်းကားဆိုင်တွေမြန်မာစားတောက်ဆိုင်တွေကိုဖွင့်လှစ်ပြီးမြန်မာစားတောက်တွေကိုပြသနေရတာပဲဖြစ်ပါတယ်။ဂျပန်မှာဆိုရင်မြန်မာမုံဟင်ကားဆိုင်အမေရိကန်မှာဆိုရင်မြန်မာလက်ဖက်တုပ်ဆိုင်စတဲ့နေရာတွေထွက်ပေါ်လာတာဟာလေမြန်မာစားစာဆိုတာဒီလိုပါလားဆိုပြီးတခြားနိုင်ငံကလူတွေကိုမေးခွန်းထုတ်ဆင်လိုက်တယ်လို့ပါပဲမြန်မာလမ်းဘေးစားစာတွေကိုတရားဝင်တင်ပို့လို့ရမယ်ဆိုရင်ဘယ်လိုပြောင်းလဲမှုတွေဖြစ်လာမလဲဆိုတဲ့လူကြီးမင်းတို့ရဲ့အမြင်ကိုလည်းဝေမျှပေးသွားကြပါဦးနော်။